စနစ်တွေဘယ်လိုပြောင်းမလဲမိဘမြစ်တာမပြောင်းလဲဘူးလေကဘာစင်စင်ပြေယူရှိနေမိဘမြစ်တာပြေယူမရှိပါခွေသမုတ်တရားပင်လေဆိုရင်စိတ်အတကြရှိပေမဲ့လေမိဘမြစ်တာအတကြမရှိတယ်မြမခေါ်ကောင်းတောင်းထိပ်ပေါ်စီစီလာတဲ့ဆန်းရည်ပမာနဲ့ဥပမာပြနေဒီလင်းနဲ့အေးမြတဲ့အတန်နဲ့စီရဲ့မိဘမြတ်တာတွေခေတ္တစနစ်တွေဘယ်လိုပြောင်းမလဲမိဘမြတ်တာမပြောင်းလဲဘူးလေကဘာစင်စင်ပြေယူရှိနေမိဘမြတ်တာပြေယူမရှိပါကွယ်သမုတ်တရားပင်လေဆိုရင်စိတ်အတကြရှိပေမဲ့လေမိဘမြတ်တာအတကြမရှိတယ်မြမခေါ်ပေါင်းတောင်းထိပ်ပေါ်ကစီစီလာတဲ့ဆန်းရည်ပမာနဲ့ဥပမာပြခြင်းဒီလင်းနဲ့အေးမြရဲ့အတန်နဲ့စီမိဘမြတ်တာတွေသားဆိုသမီးဆိုလည်းပြေရောမရှိပါဘူးရှင်တွေကမပါဘူးတခါတလေစူရင်စူဆဲရင်ဆဲမလီသားဆိုသမီးဆိုတွေလည်းပြေရောမရှိပါဘူးရှင်တွေကမပါဘူးခါတလေဆိုရင်စူဆဲရင်ဆဲမလီငါသမီးလေးချမ်းပါပါစေငါသားလေးပေးရခင်းစေအချိန်တိုင်းမြတ်တာတွေပို့နေမိမဆိုတာသားသမီးအပေါ်မှာအစင်မြဲချစ်မြဲမြတ်တာတွေမြမို့တက္ကကျေးဇူးရှင်ကြီးအဖေမြမို့တက္ကကျေးဇူးရှင်ကြီးအမေ